နေ့စဉ်နေတိုင်းကျွန်တော်တို့စားနေတဲ့ကြက်တွေကဒိုင်နိုဆောကဆင်းသက်လာတဲ့ဆိုတာသင်သိပါသလားဒိုင်နိုဆောနဲ့ငှက်ကြားပေါင်းကူးဆက်သွယ်မှုကိုစတင်တွေ့ရှိခဲ့တာပါတွေ့ရှိသူဂျာမနီနိုင်ငံမှာရှိတဲ့ကြောက်ကပ်မိုင်းတစ်ခုကနေအလုပ်သမားတွေစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်တက်သေး Vachyopteryx Archaeopteryx ရုပ်ကျွင်းထူးခြားချက်ရင်းမှာဒိုင်နိုဆောလိုသွားတွေအမိရှိတွေပါဝင်တယ်လို့ငှက်တွေလိုအမွှေးတောင်တွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်ဒါဟာငှက်တွေဟာဒိုင်နိုဆောကဆင်းသက်လာတာဆိုတဲ့ theory ရဲ့ပထမဆုံးအထောက်အထားပါရှာဖွေတွေ့ရှိသူရေတက္ကသိုလ်မှာပါမောက္ခ John Armstrong တွေ့ရှိချက်သူဟာတီးနနစ်ချက်ဆိုတဲ့ဒိုင်နိုဆောရဲ့အယိုးစုကိုလေ့လာရင်းခေတ်သစ်ငှက်တွေရဲ့အယိုးတိဆောက်ပုံနဲ့တစ်ထပ်တည်းတူညီနေတာကိုဖော်ထုတ်ခဲ့ပါတယ်အကျိုးသက်ရောက်မှုဒီတွေ့ရှိချက်ကနေ Dinosaur Renaissance ဒိုင်နိုဆောခေတ်သစ်လေ့လာမှုစတင်ခဲ့ပြီးငှက်တွေဟာ Theropod ခြေနှချောင်းထောက်အသားစားဒိုင်နိုဆောမျိုးနွယ်စုဝင်ဖြစ်ကြောင်းကမ္ဘာကလက်ခံလာကြပါတယ်ဒါဟာကြက်နဲ့ T-Rex တို့ရဲ့ဆက်နွယ်မှုကိုအခိုင်အမာဆုံးသက်သေပြနိုင်ခဲ့တဲ့ခုနှစ်ပါသုတေသနပညာရှင် Damaris Squeezer North Carolina State University နှင့် John Essara Harvard University စမ်းသပ်ချက်အနှစ်68တန်းသက်တမ်းရှိတဲ့ T-Rex ဟာအယိုးရုပ်ကျွင်းတွေက collagen ပရိုတင်းတစ်မျိုးကိုထုတ်ယူပြီးခေတ်သစ်သတ္တဝါ21မျိုးနဲ့နှိုင်းယှဉ်ခဲ့ပါတယ်ရလတ် T-Rex ရဲ့ပရိုတင်းဖွဲ့စည်းပုံဟာကြက် chicken နဲ့အနီးစပ်ဆုံးတူညီနေကြောင်းသိပ္ပံနည်းကျအတည်ပြုနိုင်ခဲ့ပါတယ်ဦးဆောင်သူကဘာကျော်ကြောက်ဖြစ်ရုပ်ကျွင်းပညာရှင် Jack Horner Jurassic Park ရုပ်ရှင်ရဲ့အကြံပေးပုဂ္ဂိုလ်ရည်ရွယ်ချက်2009ခုနှစ်မှာထုတ်ဝေခဲ့တဲ့ How to Build a Dinosaur စာအုပ်မှာသူကကြက်ရဲ့ DNA ထဲမှာရှိနေတဲ့ရှေးဟောင်းဗီဇတွေကိုပြန်နှိုးပြီးဒိုင်နိုဆောပြန်လုံးမဲ့စီမံကိန်းကိုကြေညာခဲ့ပါတယ်။လက်ရှိအခြေအနေ2015ခုနှစ်မှာဟာဘတ်နဲ့ရေးကပညာရှင်တွေဟာကြက်တနေသားရဲ့နှုတ်သီးကိုဒိုင်နိုဆောတွေလိုဝိုင်းဆက်တဲ့မေယိုစနောက်ဖြစ်အောင်ဗီဇပြောင်းလဲခြင်းကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။